အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ပြောပြမှာကြတော့ကျွန်တော်ကိုအများဆုံးမေးကြတယ်ပေါ့နော်ကျွန်တော်တို့မြန်မာ font ရဲ့ English font ရဲ့ပေါ့နော် font နဲ့ font လာ design တွေကျွန်တော်တို့ဘယ်ရှာမလဲပြီးတော့ဘယ်လိုမျိုးထည့်ရမလဲပေါ့နော်အဲ့တော့ pixel လက်မှာဘယ်လိုမျိုးထည့်ရမလဲဆိုပြီးတော့လာမေးတဲ့ message များတော့ကျွန်တော်ဒီနေ့အစားဆုံးလေးတခြားလေးရှင်းပြပေးမယ်ပေါ့နော်အားလုံးပဲလိုက်ကြည့်လိုက်ပါဟုတ်ကျွန်တော်တို့အရင်ဆုံးကတော့ဒီကျွန်တော်မြန်မာ font တွေကတော့အားလုံးသိကြတဲ့အတွက်ကျွန်တော် set font တွေကတုံတယ်ဒါမှမဟုတ်ကျွန်တော်စုထားတဲ့ link တွေပဲ download ရရပါတော့အရင်ဆုံးကျွန်တော်ခုပြောပြမှာကြတော့ကျွန်တော် English font နော်English font အလှတွေဘယ်ကနေ download ရလဲဆိုတာလေးကိုပြောပြမှာဖြစ်ပါတယ်။ Okay အဲ့တော့အရင်ဆုံးကျွန်တော်တို့ Google ကိုသွားလိုက်မယ်နော်။ Google သွားလိုက်မယ်။ Google မှာကျွန်တော်တို့ default ဆိုပြီးရရှာလိုက်မယ်နော်။ DAFONT default ပေါ့နော်။ default ဆိုပြီးရရှာလိုက်မယ်ဆိုရင်ကျွန်တော်တို့ font တွေအများကြီးပေါ့နော်။ font တွေကျွန်တော်တို့ထောင်ပေါင်းများစွာရှိတယ်။ကိုကြိုက်တဲ့ design တွေကျွန်တော်တို့အချိန်ပေးပြီးတော့နိုင်ရေးကြားပေးပြီးတော့ download ရရပါတော့။ဒီမှာကျွန်တော်တို့ဒီ blog font တွေရောဒီကိုကြိုက်တဲ့ပုံစံတွေပေါ့နော်။အများကြီးပဲကျွန်တော်တို့ဒီ t-shirt တွေမှာဒီအင်ကြီးတွေမှာ design ထုတ်တဲ့ပုံစံလေးပေါ့နော် font design ပေါင်းအစုံရှိတယ်အဲ့တော့ကျွန်တော်စိတ်ရှိလက်ရှိနဲ့ဒီမှာ category ခွဲပေးထားရပါတော့ဒီဇာတ်တွေကနေပြီးတော့ခေါင်းစည်းလာကျွန်တော်တို့ရှာယူလို့ရတယ်အရင်ဆုံးကျွန်တော်အခုအပေါ်ဆုံးမှာပေါ်နေတဲ့ဒီကောင်လေးပေါ့နော်ဒီကောင်လေးကိုကြိုက်တယ်ဆိုရင်ကျွန်တော်ကအရင်ဆုံးစမ်းရေးကြည့်လို့ရတယ်ပေါ့နော်အဲစမ်းရေးကြည့်လို့ရတယ်ဒီမှာကျွန်တော်တို့ type your text here ဆိုတော့အစမ်းရေးလို့ရတယ်ပေါ့နော် okayပြီးတော့ဒီမှာဘေးမှာ submit ဆိုတာလည်းရှိရပါတော့။ဒီမှာ size လည်းရွေးလို့ရတယ်။ medium ရယ် small ရယ်လက်စာရယ်ပေါ့နော်။ကျွန်တော် medium ပဲထားလိုက်ပြီးရင် submit ကိုနှိပ်လိုက်မယ်။ submit နှိပ်လိုက်မယ်ဆိုရင်ဒီမှာနမူနာလေးပြပေးရပါတော့။နမူနာလေးပြပေးတယ်။သူကဒီအောက်ကအတွန်းလေးတွေပါဖို့ဆိုရင်ဘယ်လိုရေးရလဲဆိုတာသူကနမူနာပြထားပါတော့။အဲ့တော့ကျွန်တော်တို့ကအတွန်းလေးမပါရတဲ့အတွန်းလေးတွေပါအောင်ပြန်ရေးပဲပေါ့နော်။အဲ့တော့ဒီအောက်မှာဒီမှာတွေ့လား။ဒီလိုမျိုးလေးပေါ့နော်။ဒီလိုတက်လေးခံပေးရပါတော့။အဲ့လိုကိုအဲ့ဒီအတွန်းပါခြင်းတဲ့နေရာမှာတက်ခံပေးမှသူကအဲ့ဒီလိုမျိုးအောက်ကအတွန်းလေးပါမှာပေါ့နော်အဲ့တော့ကျွန်တော်စမ်းရေးကြည့်မယ်အဲ့လို welcome ရဲ့နောက်မှာကျွန်တော်တို့ဒီမှာ keyboard မှာပါတယ်ပေါ့နော်ဒီအောက်ချိန်မှာဒီဒေါ်လာရဲ့ပေးရဟာလေးကိုနှိပ်ကြည့်မယ်အဲ့ဆိုဘယ်လိုမျိုးထွက်လာမလဲဆိုတော့ကျွန်တော် submit ကိုထပ်နှိပ်ကြည့်မယ်ပေါ့နော် okay ဒါဆိုရင်ကျွန်တော်နောက်ဆုံးမှာဒီဟာလေးထားတဲ့အတွက်ကျွန်တော်တို့အတွန်းလေးကနောက်ဆုံးမှာပါလာပြီအဲ့တော့ကျွန်တော်အလယ်မှာထားကြည့်မယ်အလယ်မှာထားကြည့်မယ်ဒီ hello welcome နဲ့ခြားထဲမှာနှစ်ခုလောက်ထားကြည့်ပါပေါ့နော်ဘယ်လိုမျိုးထွက်လာမလဲဆိုကြည့်မယ်ပြင် welcome ရဲ့နောက်မှာတစ်ခုထပ်ထည့်လိုက်မယ်ပေါ့နော်နှစ်ခုထပ်ထည့်လိုက်မယ် okay ပြီးရင် submit ကိုနှိပ်လိုက်မယ် okay ဒါဆိုဒီလိုမျိုးအတွန်းလေးပါလာမှာပေါ့နော်အဲ့တော့သူရဲ့ font format တိုင်းပေါ့နော်ကိုကြိုက်သလိုလေးစမ်းပြီးထောင်းလို့ရပါတယ် okay ကျွန်တော်တို့ကြိုက်ပြီဆိုရင်ကျွန်တော်ဒီဘက်မှာ download လို့ရှိရပါတော့ download နှိပ်လိုက်မယ်သူကကျွန်တော်တို့ zip file နဲ့ထောင်းပါပေါ့နော်အဲ့တော့သူကဒီမှာပုံစံနဲ့ပေးရင်ပေါ့နော်အဲ့တော့ကျွန်တော် download နှိပ်လိုက်မယ်ဒါဆိုရင် down နေပါပြီသူက zip file နဲ့ download ဖြစ်တော့ကျွန်တော်က zip file ဖြည့်ပေးရမှာပေါ့နော် okay ဒါဆိုရပြီကျွန်တော်တို့နောက်ထပ်တစ်ခုထပ်ထောင်းမယ်ပေါ့နော်နောက်ထပ်ကျွန်တော်ကြိုက်တဲ့ font လေးတစ်ခုထပ်ရှာပြီးထောင်းမယ်ပေါ့နော်ကျွန်တော် font တွေရှာခြင်းနဲ့ဆိုရင်ဘယ်လိုလုပ်လို့ရလဲဆိုတော့ဒီမှာအဲ့တော့ကျွန်တော်ဟိုးထိပ်ဆုံးမှာဇာတ်ခွက်လေးရှိတယ်ပေါ့နော်ဇာတ်ခွက်လေးရှိတယ်အဲ့ဒီနေရာမှာကျွန်တော်တို့ထောင်းမဲ့ font နာမည်ကိုရှာပြီးရတယ်ပေါ့နော် font နာမည်သိဖို့လိုပါတယ် search နေကြည့်မယ် okay ဒီ font လေးပေါ့နော်ဒီ font လေးကြာလာပြီ okay ဒါလေးကကျွန်တော်ကြိုက်တဲ့ font လေးပေါ့နော်အဲ့တော့ကျွန်တော်ဒီကောင်လေးကိုကြိုက်ပြီဆိုရင် download နှိပ်လိုက်မယ် okay down နေရပြီပေါ့နော် okay ဒါတော့ကျွန်တော်တို့ English font down တာပေါ့နော်ကျွန်တော်မြန်မာ font down နေပါတစ်ခါထားလိုက်မယ်ကျွန်တော်တို့က file များလောက်သွားလိုက်မယ် file manager လောက်သွားလိုက်မယ်ဆိုရင်ခုနကကျွန်တော်တို့ down ခဲ့တဲ့ file တွေကရှစ်ဖုန်းတွေမှာဆိုရင်ဒီ download နေမှာပေါ်တယ်ပေါ့နော်ဖုန်းလုံးနဲ့တော့မတူတာဖြစ်တဲ့အတွက် download နေမှာလည်းရှိရယ်ဒီနာမှာလည်းတန်းပြီးပေါ်လာပြရပေါ့နော်အဲ့ဒီ zip file တွေမှာလည်းသွားရှာလိုက်ရကျွန်တော်ဒီမှာ archive ဆိုရဲ file လေးတော့သွားလိုက်အဲ့ဒီမှာ zip file တွေပြနေပေါ့နော်ခုနကကျွန်တော် down ခဲ့တဲ့ဒီမှာ studio fan ရဲ့ဒီကောင်ရဲ့ပေါ့နော်အဲ့မှာကျွန်တော်ခုနဒီအပေါ်ကောင်လေးကိုကျွန်တော် zip file ရင်ဖြည့်ရမယ်ပေါ့နော်ခုနက zip file နဲ့ဟာတွေကျွန်တော်တို့ဖြည့်စရာမလိုတန်းထောင်းရအောင်တန်းထည့်ရမယ်ပေါ့နော်ဒါတော့ zip file ဖြစ်တဲ့အတွက် zip file ဖြည့်ရမယ်အဲ့တော့ကျွန်တော်ဒီကောင်လေးကို extract လုပ်မယ်ပေါ့နော် extract file တော်များများဒီနေရာမှာကျွန်တော်တို့မျက်စိလဲသွားတတ်ကြရပါတော့မျက်စိလဲသွားအဲ့တော့ဘယ်လိုလုပ်လို့ရလဲဆိုတော့ဒီ extract လုပ်တဲ့အခါမှာ extract to pdf folder ကိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကအဲ့ဒီ file ကဒီထဲမှာပဲရောက်နေမှာပေါ့နော်အဲ့ဒီအခါမှာကျွန်တော် font ထည့်တဲ့အခါမှာfile name မသိရတဲ့အတွက်ကျွန်တော်တို့ရှားတာခတ်သွားရပါတော့အဲ့တော့အဲ့လိုမဖြစ်အောင်ဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်တို့တဲ့နေလေးကဒီ file ထဲမှာအရင်ဆုံး folder တစ်ခုကြိုဆောက်ထားတယ်ပေါ့နော်ခုကျွန်တော်ကကြိုဆောက်ထားတဲ့ database တွေကိုမပြဘူးเนาะတကယ်တမ်းကျွန်တော်အဲ့ဒီမှာ folder အသစ်တစ်ခုကိုနာမည် name တစ်ခုနဲ့ပေးထားရပါတော့အဲ့ဘယ်လိုလုပ်ရလဲဆိုတော့ဒီမှာ extract file ကိုနှိပ်မယ်ပြီးရင် select folder ကိုနှိပ်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာ SD color ကျွန်တော်တို့ story ဟိုလာပေါ့နော်ဒီ phone story လာပေါ့ကျွန်တော် phone story ကိုရွေးလိုက်မယ်အဲ့တော့ကျွန်တော်တို့ကြိုဆောက်ထားတဲ့ file တစ်ခုရှိတယ်လိုက်ရှာမယ်ပေါ့နော်ကျွန်တော်ဘယ်ထဲမှာထည့်ထားလဲပေါ့
ကျွန်တော်ဒီမှာ my English font ဆိုပြီးကျွန်တော်ထည့်ထားရှိတယ် my font English ပေါ့နော်အဲ့ဒါကိုနှိပ်လိုက်မယ်ပြီးကျွန်တော်ဒီမှာ extract here ဆိုနှိပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ဒီ PDF file ကအဲ့ဒါကို extract ဖြည့်ထားတဲ့သဘောပေါ့နော်ကျွန်တော်ကဖောင်းထည့်တဲ့အခါမှာအဲ့ဒီ file ကဘယ်နေရာမှာရှိရဲဆိုတာသိရတယ်ကျွန်တော်တို့ကပြန်ရှာတာလွယ်သွားပြီပေါ့နော်အဲ့တော့မခက်တော့ဘူး ID နဲ့ကျွန်တော်သုံးတယ်ပေါ့နော်အဲ့တော့အစမ်းရှာခြင်းပဲဒီ pixel lab တွေကိုတွားမယ်ပေါ့နော် pixel lab တွေကိုတွားမယ်စာတစ်ခုရေးကြည့်လိုက်မယ်โอเคရပြီဆိုရင်ကျွန်တော်ဒီမှာဖောက်နေအောင်တွားမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာစာလေးတစ်ခုရေးမယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ခုနကတောင်းခဲ့တဲ့ font ကို change ကြည့်မယ်ပေါ့နော် font နေအောင်တွားမယ်ပြီးရင်ကျွန်တော်တို့ဒီမှာ my font ကိုတွားမယ်ပြီးတော့လို့ရှိရင်ဒီမှာ t file လေးရှိရပေါ့နော် t ပုံစံလေးရှိရဒါမှမဟုတ်ဒီဘက်က file လေးထည့်လို့ရတယ်ဒီပုံစံလေးကိုနှိပ်ကြည့်မယ်ခုနကကျွန်တော်တို့ extract လုပ်ခဲ့တဲ့ file ကဘယ်လဲဆိုတော့ my font English ထဲမှာရှိမှာပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ခုနက stereo font ဆိုတာလေးကိုလိုက်ရှာမယ်โอเคဒီမှာပေါ့နော်ဒီပုံလေးပါ stereo font ဆိုပြီးရောက်နေအကောင်လေးကိုနှိပ်လိုက်မယ်ဒါလေးကိုအမှန်ချစ်ပေးမယ်ပြီးရင်ကျွန်တော်တို့ s letter ဆိုတာနှိပ်လိုက်မယ်ပေါ့နော်โอเคဒါလေးကျွန်တော်တို့ဒါဆိုရောက်ရမရောက်သိချင်ဒီ text မှာ search bar ရှိတယ်စာရိုက်ပြီးရှာကြည့်မယ်နော်ဒီမှာရောက်နေပါပြီ STR stereo font ဆိုပြီးနော်โอเคဒီလိုလေးပါโอเคဒါဆိုရင်ကျွန်တော်တို့ဒီ font လေး English font တစ်ခုရသွားပြီပေါ့နော်မြန်မာ font တွေကဘယ်တောင်းလဲဆိုရင်ကျွန်တော်ရဲ့ Telegram channel မြန်မာ font တွေ free ပေးထားတယ်ပေါ့နော်အဲ့လို message တွေကကျွန်တော် Telegram channel ကို join ပြီးတော့ရှင်မြန်မာ font တွေရှိတယ်ပေါ့နော်အဲ့မှာကျွန်တော်တို့ font ကိုကျွန်တော် download လုပ်ပြမယ်ပေါ့နော်အဲ့ဒါက media file ဖြစ်တဲ့အတွက်ကျွန်တော် VPN လေးတော့ခံရပါတယ်โอเคဒီမှာကျွန်တော်မြန်မာ Unicode zip ပေါ့နော် zip file လာရှိတယ်အဲ့မှာကျွန်တော်တို့ zip file ကိုတစ်ချက် download လိုက်မယ်အဲ့ဒါကျွန်တော်တို့ download လုပ်နေပြီပေါ့နော်โอเคဒါဆိုကျွန်တော်တို့ file လေးရောက်မြောက်သွားကြည့်မယ်ပေါ့နော် file manager လေးမှာတစ်ချက်သွားကြည့်လိုက်မယ်ဟိုဒီမှာထိဆုံးမှာကျွန်တော်တို့မြန်မာ Unicode font download ဆိုပြီးပေါ်နေပြီပေါ့နော်အဲ့တော့ကျွန်တော်တို့က zip file ဖြစ်တဲ့အတွက်ခုနအနည်းတိုင်းပဲလုပ်လို့ရတယ်ပေါ့နော်ခုနအနည်းတိုင်းပဲဒီမှာ zip file ဖြစ်တဲ့အတွက်ကျွန်တော်တို့ကသူ့ကို zip file ဖြည့်ရမယ်ပေါ့နော်အဲ့တော့သူ့ကိုတစ်ချက်ထောက်လိုက်မယ်ထောက်ပြီးတော့ကျွန်တော်တို့ဒီမှာ extract to parent folder ကိုနှိပ်မယ်ဆိုရင်အဲ့ဒီ file တွေကဒီထဲမှာပဲရောက်တော့မှာပေါ့နော်အဲ့တော့ကျွန်တော်တို့ကအဲ့လိုမျိုး select folder နှိပ်တယ်ပေါ့နော် select folder နှိပ်မယ်ဒီမှာကျွန်တော်တို့ဘောကဒီ phone storage တို့ device storage ကိုရွေးပြီးပေါ့နော်ရွေးပြီးလို့ရှိရင်ကျွန်တော်ဒီမှာခုနလိုပဲ folder တစ်ခုတည်ကြစောက်ထားရပါတော့အဲ့လိုစောက်ပြီးသားမရှိဘူးဆိုရင်ဒီမှာဆိုတော့ဒီမှာညာဘက်မှာ create new folder ဆိုတာရှိတယ်အဲ့ဒီ create ကိုနှိပ်လိုက်နှိပ်ပြီးတော့ဒီမှာကျွန်တော်တို့ font name တစ်ခုပေါ့နော် font name တစ်ခုနာမည်တစ်ခုတက်ပြီးလဲ font နဲ့ပတ်သက်တာပေါ့နော်မှတ်မိလွယ်ရှာလို့လွယ်တဲ့ဟာပေါ့နော်အဲ့ကျွန်တော်တို့မြန် font ဆိုပြီးတော့ပေးလိုက်မယ်โอเคမြန် font 225ဆိုပြီးပေးလိုက်ပါတော့ okay နှိပ်လိုက်မယ်ပြီးကျွန်တော်ဒီမှာ extract here ကိုနှိပ်လိုက်ပါမယ်ဒီဒါဆိုရင်ကျွန်တော်တို့ဒီထက်က file တွေအကုန်လုံးအဲ့ဒီထဲကိုရောက်နေပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ရောက်မြောက်တစ်ချက်ပြန်ကြည့်မယ်ဒီမှာ storage တွေကိုသွားမယ်ဒါပေမဲ့ခုန file ကျွန်တော်တို့မြန် font ဆိုတဲ့ဟာရှိမရှိလိုက်ရှာမယ်ပေါ့နော်โอเคဒီမှာမြန် font 2025ဆိုပြီးတော့ဒီမှာရောက်နေပြီပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ file တွေဒီကျွန်တော်မြန်မာ font တွေရောက်နေပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ကpixel lab ထဲကိုတောင်းမယ်ပေါ့နော် pixel lab ထဲကိုတောင်းမယ် pixel lab မဟုတ်ဘူးအခြား software လည်းဒီနေ့တိုင်းပဲပေါ့နော်တက်တဲ့ software တွေဒီပုံစံနဲ့တွားလို့ရပါတယ် okay pixel lab ထဲတောင်းမယ်ပြီးကျွန်တော်ဒီမှာ file ပုံစံလေးရှိရပါတော့ file ပုံစံလေးရှိတယ်အဲဒီကျွန်တော်ခုနကမြန် font ဆိုတဲ့ဟာကိုလိုက်ရှာမယ်နော်မြန် font 2.5ဆိုတဲ့ဟာလေးလိုက်ရှာမယ်okay အောက်ဆုံးမှာပေါ့နော်မြန် font 2.5ဆိုပြီး file လေးရှိတယ်အဲမှာကျွန်တော်ဒီမှာဟိုဟာလေးရှိတယ်ပေါ့နော်ဒီမှာကျွန်တော်တို့ file တစ်ခုချင်းနှိပ်လိုက်မယ်ဆိုတော့ကိုကြိုက်တဲ့ file တွေကိုဒီမှာနှိပ်လို့ရတယ်ဟိုကျွန်တော် cherry Unicode ကိုတစ်ချက်ထည့်ကြည့်မယ်ပေါ့နော် okay ဒီကျွန်တော်ဒီမှာအောက်ဆုံးက add library ဆိုတာလေးနှိပ်လိုက်မယ်ဒါဆိုရင် cherry Unicode ကဒီမှာရောက်နေပြီပေါ့နော်ကျွန်တော်နောက်တစ်ခုထပ်ထည့်ကြည့်မယ်မြန် font 225တဲ့ကိုသွားမယ်ပြီးရင်ကျွန်တော်သူ့ရဲ့ file နဲ့ဝင်ပါနော်ဝင်ပြီးတော့ကျွန်တော်တို့ကြိုက်တဲ့ file တစ်ခုဒီမှာ KD Unicode ရှိတယ်အကောင်လေးကို select ပေးပြီးတော့ထည့်လိုက်မယ်ပေါ့နော်အဲကျွန်တော် KD Unicode အောက်ဆုံးမှာရောက်နေတယ်ပေါ့နော်ဒီမှာ okay ရပြီပေါ့နော် okay ဒါဆိုရင်ဒီနေ့တိုင်းကျွန်တော်တို့မြန်မာ font လာတွေကိုစိတ်ကြိုက်ထည့်လို့ရပါတယ် okay အားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်မိတ်ဆွေတို့လိုအပ်တဲ့ software လေးတွေဒါမှမဟုတ်သိချင်တာလေးရှိရင်လည်းကျွန်တော်ရဲ့ဒီ comment လေးမှာမေးထားလို့ရပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ